အားလုံးပဲမင်္ဂလာပါ Mr. Son နဲ့အင်္ဂလိပ်စာလေ့လာတဲ့သင်ခန်းစာနဲ့ပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့မှာတော့ကျွန်တော်တို့အင်္ဂလိပ်စာလေ့လာတဲ့သူတွေအနေနဲ့ပေါ့နော်ကိုကစကားပြောတဲ့အခါမှာအင်္ဂလိပ်လိုဖြစ်ချင်တယ်ဒါမှမဟုတ် American လူမျိုးတွေပြောတဲ့အတိုင်းဖြစ်ချင်တယ်ဆိုရင်တော့ကျွန်တော်မြန်မာစကားပြောတဲ့သူအနေနဲ့သတိထားမယ့်အရာဒါမှမဟုတ်ရင်လေ့လာမယ့်အရာ၃ခုကိုပြပြပေးချင်ပါတယ်ပထမတစ်ခုကကျတော့ကျွန်တော်တို့အင်္ဂလိပ်စကားမှာကျတော့ဘာရှိလဲဆိုတော့စကားလုံးတွေမှာဖြစ်ဆိုတဲ့အတိုင်းရှိတယ်အဲ့တော့စကားလုံးဖြစ်ဆိုတဲ့အတိုင်းကိုကျွန်တော်တို့သတိထားပြီးလေ့လာပေးရမယ်နောက်တစ်ခုကျတော့စာကြောင်းမှာဖြစ်ဆိုတဲ့ဟာပေါ့နော်အတန်ကိုသူကတညီသေးမပြောဘူးပေါ့ကျွန်တော်မြန်မာစကားပြောလို့မျိုးသူက monotone မဟုတ်ပဲနဲ့သူတို့ကအတန်အနှိမ့်မြင့်လေးတွေရှိတယ် intonation လေးတွေရှိတယ်ပေါ့နော်အဲ့ဒါကိုကျွန်တော်သတိထားပေးရမယ်နောက်တစ်ခုကျတော့ကျွန်တော်တို့စကားပြောတဲ့အခါမှာပါလိုအပ်တယ်လဲဆိုတော့စာကြောင်းမှာကျွန်တော်တို့ကြော်ပြီးဆိုရတဲ့အတန်တွေရှိတယ်အတိအကျလိုက်ပြီးတော့မပြောဘူးเนาะဥပမာဆိုရင်အဲ့ဒါပါလဲလို့ပြောတဲ့အခါမှာသူတို့ကရုပ်ရှင်တွေမှာဒါမှမဟုတ်ရင်ဒီသတင်းအစီအစဉ်တွေ interview တွေမှာဘယ်လိုပဲပြောမလဲဆိုရင်တော့what is that လို့ပြောမယ်စာသူတို့က what is that what is that အဲ့ဒါဘာလို့လဲဆိုရင် who is that သူတို့ th ဆိုတဲ့အတန်ဘက်ကိုခြံခဲ့တာပေါ့နော်ဒါကြောင့်မလို့သူတို့စကားပြောတဲ့အခါမှာဘာဖြစ်လဲနည်းနည်းမြန်လို့ခံစားနေရတယ်တကယ်တော့မြန်တာမဟုတ်ဘဲနဲ့သူကတချို့စကားလုံးတွေကိုသူကခြံပြီးတော့ပြောခဲ့တာပေါ့နော်မြန်မာစကားပြောမယ်ဆိုရင်တော့ရေးတော့အမှန်ပေါ့နော်ဖတ်တော့အတန်ပေါ့သူတို့မှလည်းအဲ့လိုပုံစံပဲပေါ့နော်ရေးတဲ့အခါကျတော့စကားလုံးကိုအတိအကျရေးပေးတယ်ဒါပေမဲ့စကားပြောတဲ့အခါကျတော့ကြော်သွားတဲ့ဟာလေးတွေရှိတယ်ပေါ့နော်ဥပမာကျွန်တော်တို့ဆိုရင်တော့အကိုကြီးပေါ့အမကြီးပေါ့ဒါကစာရေးတဲ့အခါပေါ့စကားပြောတဲ့အခါမှာတာမန်အဖြစ်80%လောက်ကကျွန်တော်တို့ကအကိုကြီးအမကြီးပေါ့ဆရာကြီးဆရာမကြီးလို့ပဲပြောတာပေါ့နော်သူတို့လည်းဒီတိုင်းပဲပေါ့ကြော်ရတဲ့အတန်လေးတွေရှိတယ်ဥပမာဆိုရင်ဘာတွေရှိအောင်လဲဆိုတော့ဒီတွဲဆိုတဲ့အတန်လေးတွေလည်းရှိတယ်ပေါ့နော်အဲ့ဒါတော့ကျွန်တော်များများနားထောင်ပေးရမယ်ပြီးတော့များများပြောပေးရမယ်ပေါ့ဆိုတော့ဒီနေ့အဓိကပြောချင်တော့ကျွန်တော်၃ခုကိုအဓိကထားပြီးတော့လေ့လာပေးရင်ပို့ပြီးတော့အဆင်ပြေတယ်ပထမတစ်ခုကျတော့စကားလုံးမှာဖိဆိုပေးတဲ့ဟာပေါ့နော်အဲ့ဒါကို word stress လို့ပြောတယ်ဒုတိယတစ်ခုကကျတော့ဒီ sentence stress ပေါ့စာကြောင်းမှာဖိဆိုတဲ့အတန်ပေါ့နောက်တစ်ခုကျတော့စကားပြောတဲ့အခါမှာတို့ကြော်ပြီးတော့ဆိုရတဲ့အတန်လေးတွေခြံခဲ့တဲ့အတန်လေးတွေရှိတယ်အဲ့ဒါလေးကိုသတိထားပြီးတော့လေ့လာပေးရမှာဖြစ်တယ်ပေါ့နော်နောက်ဗီဒီယိုမှာပြန်တွေ့ပါမယ် goodbye ပါ